ပြီးလို့ရှိရင်လေဒီ service ပိုင်းတွေကကြာရင် TikTok ဗီဒီယိုရိုက်တာတွေပါရောင်းတဲ့ဟာတွေကြာရင်ဘယ်လို content တွေဖန်တီးရမလဲပေါ့နော်ဒီဆက်စီမှာအကူအညီတောင်းတာပါ ဟုတ်ကဲ့ဒီနောက်မှာတော့ပါတယ် contact link ဟိုပါပေါ့ contact ဖန်တီးရဲ့နည်းပေါ့ပါတယ်နော်ဟုတ်ကဲ့ဒီရှင်ဟုတ်ကဲ့ပါမယ် ပါညီမမေးချင်ညီမရဲ့ဒီ TikTok account ကြတော့ဘာမြင်ရတာမတော့အကောင့်လေးဟုတ်ကဲ့ညီမလေးဟုတ်ပါမြင်တယ်ညီမတော့များတယ်ညီမလေးကဒီများလို့ဟာဒီစွာရုပ်ချပေါ့နော်အဓိကကတော့အဲ့ဒါကြတော့ဘလို့လုပ်ရင်ပြန်မယ်ဦးနဲ့ဒီချက်လုပ်ဖိုင်တိုင်းတော့ညီမလုံးကြည့်ထားတယ်ပေါ့နော်ဟုတ်ညီမလေးကအခုစပိုင်းလို့ရှိရင်ဟုတ် business တော့ဒီတော့တကယ်ကြီးတော့လုပ်ပေးဘူးတယ်ဒါပေမဲ့ညီမလေးကမစစ်တော့ဘူးဖြစ်နေရအဲ့ဒါဘလို့ကြည့်ရင်ရမယ် line တအားကြောက်မစင်းရအောင်ဟယ်လိုကြားလား line ကြားနေလားမသိဘူး line တအားကြောက်မကြားရဟုတ်တယ် line ကြားချဲ့အတန်ကြားရလားကြားရတယ်ဆိုတော့ချဲ့အတန်ကြားရတယ်စောစောညီမလေးအတန်စောစကားပြောတိတ်မကြားလိုက်ရအောင်သူပြောတော့ကြားလားမမကြားပြီကြားပြီကြားပြီဟုတ်ညီမလေးတကယ်ကြီးတော့ညီမလေးကို business account တော့လုပ်ပေးထားတယ်ဒါပေမဲ့ညီမလေးအဲ့ဒါပြန်မကောက်လောက်ထားတာလားဘယ်လိုလောက်ထားလဲမစစ်တော့ဖြစ်နေတာမစစ်တော့ဖြစ်နေတာbusiness account လား personal account လားဆိုတာမစစ်တတ်တာတချက်ဗီဒီယိုဖိုင်ထဲမှာရှိရလေညတင်တဲ့ထဲမှာတချက်ညတင်တဲ့ထဲမှာဟုတ်တယ်ရှိတယ်ဟုတ်တယ်အဲ့ညီမလေးပြန်ကြည့်လို့ရပါတယ်ဟုတ်တယ်ဒါမနေ့လေဗီဒီယိုပေးမယ်လေညီမလေးဗီဒီယိုပေးတဲ့အခါမှာ D1 မှာပါတယ်နော် D1 မှာပါတယ် business account နဲ့ personal account နဲ့ခွဲထားပါတယ်နော်အဲ့လေးကြည့်လိုက်ရင်ရှင်းသွားလိမ့်မယ်ဟုတ်ตัวတယ်ตัวတယ်ပြောင်းနေကောင်းတယ်တိတ်မကောင်းဘူးဒီဘက်ကပြောနေတယ်ဘက်က line မကောင်းထင်တယ်ဟုတ်တယ်အဲ့ညီမလေး line မကောင်းဖြစ်နေဒီဘက်က line မကောင်းအဲ့တော့တန်နေကမချင်းဖြစ်အဲ့ဆိုအမတို့သင်ခန်းစာလေးဆက်သွားလိုက်မယ်နော်ဟုတ်ကဲ့ပါအရင်ကတင်ထားတဲ့ဗီဒီယိုတွေကို view လိုက်ရအောင်ပြန်တင်မယ်ဆိုတော့ကျွန်တော်ကအရင်ဆုံးဘယ်ကိုသွားမလဲဆိုရင် profile နဲ့ကျွန်တော် profile နဲ့ကိုသွားမယ် profile နဲ့မှာမြင်းချောင်း၃ချောင်းနဲ့ကိုသွားမယ်မြင်းချောင်း၃ချောင်းနဲ့ကမှာဒီမှာ setting and privacy တွေကိုသွားမယ် setting and privacy တွေကမှာ setting and privacy တွေကမှာ edit center တွေကိုချက်လို့သွားမယ်ကျွန်တော်ဘယ်ကိုသွားမလဲဆိုရင် edit center တွေကိုသွားမယ် edit center တွေက manage post available visibility တွေကိုသွားမယ်အဲ့လေးကိုတစ်ချက်နှိပ်မယ်ဒါလေးကိုတစ်ချက်နှိပ်လာရင်ကျတော့ဒီလိုဘောက်ကြလာဘောက်ကြမယ်ကိုအရင်တင်ထားခဲ့တဲ့ဗီဒီယိုတွေအကုန်လုံးကြလာပြီလိုက်လုပ်တချို့လိုက်လုပ်လားမသိအဆင်ပြေလားမသိ save လိုက်ပဲစီစီဟာဟမ်ဒီချက်တစ်ချက်လောက်ပြန်ပြောပေးပါပြန်ပြောပေးမယ်ဆိုတော့ပထမဆုံးကျတော့ဒီ profile နဲ့ကိုသွားမယ် profile နဲ့ကမှကျတော့မြင်းချောင်း၃ချောင်းနဲ့ကိုဝင်မယ်မြင်းချောင်း၃ချောင်းနဲ့ကိုဝင်မယ်မြင်းချောင်း၃ချောင်းနဲ့ကမှ setting and privacy နဲ့ကိုဝင်မယ် setting and privacy ထဲမှာ edit center petty center တွေကိုဝင်မယ်နောက်တစ်ခုက manage post visibility တွေကိုတစ်ချက်ဝင်မယ် manage post visibility တွေကိုချက်ဝင်မယ် management post visibility အဲ့ဒါရောက်သွားပြီဆိုလို့ရှိရင်ကျတို့ဘောက်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်ဒီဘက်မှာဘောက်လေးကြလာဒီဘက်မှာပြထားတဲ့ဘောက်လေးပုံစံမျိုးလေးကြလာပြီဆိုလို့ရှိရင်အဲ့မှာကိုတင်ထားတဲ့ဗီဒီယိုတွေအကုန်လုံးကြလာပြီဆိုလို့ရှိရင်အဲ့မှာကိုပြန်တင်ခြင်းနဲ့ကိုဘယ်ဗီဒီယိုကို view တွေ like တွေပြန်များချင်တာလေအဲ့ဒါကိုကျတို့ကဒီမှာ select လိုက်မှတ်မယ်ဆိုလို့ရှိရင်ဒီမှာတစ်ပုတ်နှစ်ပုတ်သုံးပုတ်လေးပုတ်အဲ့လေးပုတ်ကိုတင်မှာဆိုတော့ဒီအဲ့လေးပုတ်ကိုselect မှတ်လိုက်မယ်အဲ့တော့ကျတို့အပုတ်50အထိအပုတ်50အထိပြန်တင်လို့ရတယ်50ကျော်ပြီဆိုရင်တော့သူကပြန်တင်လို့မရအောင်နော်ကျတို့အပုတ်50အထိတင်လို့ရတယ်ဆိုတော့ကိုကြိုက်တဲ့လောက်ပေါ့အပုတ်ကိုဒီမှာ select ပေးလိုက်50အတွင်းပေါ့ select ပေးပြီးတော့ကျတို့ဒီမှာ next ဆိုတာဒီတစ်ချက်နှိပ်လိုက် next ဆိုတာလေးနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျတို့ဒီဘက်ကနေဒီလိုဘောက်မျိုးလေးကြာလာဒီဘက်ကပုံစံမျိုးလေးကြာလာတယ် everyone ကြာလာမယ် friend ကြာလာမယ် only you ကြာလာအဲ့မှာကျတို့က everyone နဲ့ပြန်တင်မယ် everyone ကိုနှိပ်ပြီးတော့ကျတို့ update လုပ်လိုက်တာ ਨੇ အဲ့ဒီကို select ပေးထားတဲ့အပုတ်ဥမာ50ဆို50 30ဆို30 20ဆို20ဥစ္စာတွေအကုန်လုံးကပြန်ပြီးတော့ view like follow ပြန် sorry view like comment ရလာမှာတင်မယ်ဆို update လေးနဲ့တင်ရမှာပေါ့နော် update တင်မယ်ဆိုလို့ရှိရင် update လေးနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီရေးရှိကိုကျတို့ view ကနောက်တစ်ခေါက်ပြန်ရောက်သွားတာပေါ့နော်
ကိုအရင်တင်ထားခဲ့တဲ့ view တွေက view တွေ like တွေနည်းနေပြီဆိုအဲ့လိုပြန်လုပ်ပေးနော် ဒီထဲမှာတော့ချေ view တွေ like တွေတော့ဘယ်လောက်ရလဲဆိုတော့ကြည့်လို့မရဘူး ဒီမှာကတော့ချေတို့ကြည့်လို့မရအောင်ကြည့်မယ်ဆိုလို့ရှိရင်တော့ချေတို့ဟိုအရှိကဟို TikTok studio တွေကိုသွားမယ်အဲ့မှာချေတို့analyze ပြန်လုပ်တဲ့ဟာရှိရလေအဲ့ကနေတော့ကြည့်လို့ရတယ် သူကဘယ်နဲ့ပြန်လို့ရတယ်မလားတကယ်အဲ့လိုမျိုးလေဝင်ပြီးတော့ခဏလုပ်လို့ရတယ်မလားနေ့တိုင်းတို့ပါတော့အဲ့လိုမျိုး ရတယ်ညီမရတယ်ချေဆိုလို့ရှိရင်ဟိုမှာဒီချေဆိုလို့ရှိရင်ဒီနေ့ဆိုလို့ရှိရင်ဗီဒီယိုနှစ်ပုတ်ပဲတင်နိုင်တယ်ဆိုပါဆိုဥပမာအဖြစ်ဗီဒီယိုနှစ်ပုတ်ပဲတင်နိုင်တယ်မနက်ကမနက်တစ်ပုတ်နဲ့ညတစ်ပုတ်ပဲချက်တင်နိုင်နေကင်းတစ်ပုတ်ကိုမတင်နိုင်နေကင်းတစ်ပုတ်တင်ဖို့အတွက်ချက်မှာဗီဒီယိုမရှိဒါမှမဟုတ်ညတစ်ပုတ်တင်ဖို့အတွက်ချက်မှာဗီဒီယိုမရှိဗီဒီယိုမရှိဘူးဘာလုပ်လဲဆိုတော့ပြီးတော့ကိုယ့်ရဲ့အကောင့်က active ဖြစ်နေအောင်ဆိုပြီးတော့အဲ့ဒီလိုမျိုးဗီဒီယိုလေးကိုပြန်တင်တယ်ဒီပုံစံလေးနဲ့ဗီဒီယိုပြန်တင်တယ် ဟုတ်ကဲ့တကယ်ဟုတ် ဗီဒီယိုလေးပြန်ပြီးတော့ပေါ့ active ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ချက်ကြည့်လို့ပြန်တင်အဲ့လိုမျိုးပေါ့ရတယ်နေ့တိုင်းတင်လုပ်နေ့တိုင်းလုပ်လဲရတယ်2ရက်တစ်ခါ3ရက်တစ်ခါမှလုပ်လဲရတယ်ဒီလိုပေါ့နော် ကျေးဇူးပါနော် ပုံမှန်တဲ့အချိန်မှာဆိုအရင်ဗီဒီယိုတွေကိုပြန်ပြီးတော့တကူတကပြန်ရှာပြန်မလို့တော့ဘူးပေါ့နော်ချေဒီကနေပဲပြန်တင်လို့ရတယ်ပေါ့နော် update ဟုတ်တယ်ဒီပုံစံတိုင်းလေးနဲ့ပေါ့နော်ဟုတ် အဲ့မှာဒီ comment history ကနေပြီးတော့မှ delete လုပ်တာကြတော့ချက် comment history ကနေပြီးတော့ delete လုပ်တာကြတော့ကျွန်တော်ဒီ comment history ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော် comment တွေအများကြီးကျလာပြီသူပေးထားတဲ့ comment တွေရောကိုပေးထားတဲ့ comment တွေရောအဲ့မှာကျွန်တော် comment တွေအမှာကျွန်တော် slash all နဲ့လဲ slash all ပါလားမသိချင်တစ်ချက်ကြည့်လိုက်အဲ့ကျွန်တော်မပအောင်ဆိုတော့ကျွန်တော်တစ်ခုချင်းစီကျွန်တော်လိုက်ပြီးတော့ delete လုပ်အောင်ကိုမကြိုက်တဲ့ comment ကိုကြိုက်တဲ့ comment ဆိုလို့ရှိရင်လည်းထားလိုက်ကြိုက်တဲ့ comment တွေအကုန်လိုက်ဖြတ်ပလိုက်အဲ့ကနေဒီ comment နေပြီးတော့ဖြတ်လို့ရတယ်ဒါမှမဟုတ်ရှင်ဗီဒီယိုတစ်ပုတ်ချင်းစီရဲ့အောက်ကနေပြီးတော့သွားဖြတ်လို့ရတယ်ကိုတင်ထားတဲ့ချင်းကိုသွားထောက်လိုက်အဲ့ကနေသွားဖြတ်လဲရတယ်အဲ့ကနေမဖြတ်ဘဲနဲ့ကျွန်တော်ဒီ comment history တွေကနေသွားဖြတ်လဲရတယ် ဟုတ်ကဲ့ပါ ဟုတ် super ကဲပါဒါဆိုရှေ့ဆက်သွားလိုက်မယ်နော်နောက်တစ်ခုကျဖြတ်ထားတဲ့ဗီဒီယိုကိုပြန်ယူမယ်ကိုကဖြတ်လိုက်မိတယ်ဗီဒီယိုတစ်ပုတ်ကိုချီချော်လက်ချော်နဲ့ဖြတ်လိုက်မိပဲဘယ်လိုပြန်ယူရမှန်းမသိဘူးကျဲဗီဒီယိုတစ်ပုတ်ကိုအဲ့ဥစ္စာကရက်30ပြင်မှာကျဲပြန်ယူလို့ရတယ်နော်တစ်လအတွင်းမှာနော်ရက်30အတွင်းမှာကျဲပြန်ယူလို့ရတယ်ရက်30နောက်ပိုင်းဆိုတော့ကျဲကျင်းသိချင်မှာကျင်းသိမှာ30နောက်ပိုင်းအဲ့တော့အရင်ဆုံးကျွန်တော်တို့ကပုံမှန်အတိုင်းပဲကိုယ့်ရဲ့ profile တွေကနေပြီးတော့ကျွန်တော်မြင်းချောင်း3ချောင်းလေးကိုသွားမယ်မြင်းချောင်း3ချောင်းလေးကမှာ setting and privacy တွေကိုသွားမယ် setting and privacy ထဲမှာဒီမှာ edit center တွေ activity center တွေကိုသွားမယ် activity center တွေကမှာကျွန်တော်ဒီဘက်မှာ recent delete ဆိုတာလေးရှိတယ် recent delete ဆိုတာရှိတယ်အဲ့လေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်ဒီဘက်မှာဒီလိုပေါက်မျိုးလေးကြာလာဒီမှာပေါက်လေးကြာလာကျဲဆိုဒီမှာဗီဒီယို3ပုတ်ချက်ဖြတ်ထားတဲ့ဗီဒီယို3ပုတ်ရှိတယ်အဲ့3ပုတ်ထဲမှာကိုမကြိုက်တဲ့ဗီဒီယိုတစ်ပုတ်ကိုချက်ဖြတ်လိုက်ဒီတစ်ပုတ်ကိုဖြတ်လိုက်မယ်ပေါ့ sorry ဒီတစ်ပုတ်ကိုချက်ပြန်ယူမယ်ဆိုလို့ရှိရင်ဒီအပုတ်ကိုနှိပ်လိုက်တဲ့ခါမှာဒီမှာ restore ဆိုတာလေးပေါ်လာတယ်အဲ့ restore ကိုနှိပ်လိုက်တာနဲ့ချက်ရဲ့ဗီဒီယိုကပုံမှန်အတိုင်းပြန်ရမလားမသိဒါလေးကို ရပါတယ် ရမယ်နော်ဟုတ်ကဲ့ဒါဆိုတော့ကျွန်တော်နောက်ဟိုအောင်သွားမယ်နောက်ကျွန်တော် contact မိုင်းကိုကျွန်တော်သွားမယ်ဒီခုနအဲ့ဒီ restore ပြန်ယူလိုက်တဲ့ဥစ္စာပေးတယ်ဝင်သွားတယ်တစ်ချက် restore ပြန်ယူလိုက်တဲ့ဟာကချယ်ရီအကောင့်ထဲကိုပြန်ရောက်သွားတာအရှိကိုပြန်ရောက်သွားတာညီမလေးညီမတို့ရဲ့ profile ထဲကိုဝင်ကြည့်လိုက်ဟုတ် profile ထဲကိုဝင်ကြည့်လိုက်တဲ့အခါမှာ profile ထဲမှာပြန်ရောက်သွားပြီ အဲ့မှာခုနအဲ့ဒီဟိုဥစားလေးကျွန်တော်ဟိုစားပြောတဲ့ဟာလေ first one နဲ့ပြီးခံရဆိုအဲ့ဒီအပုတ်ကိုပြန်ယူပြီးတော့ရင်အဲ့ဒီကဟို delete message ကို delete တော့ပြန်လုပ်လိုက်ရင်အဆင်ပြေ first running ပြီးတဲ့အမနာဦးညီမလေး तू ကအ pre ပြန်တင်မှရမှာ pre အဲ့လိုဟာကျတော့ pre ပြန်တင်ရတယ်ဒီတိုင်းမရအောင်ညီမလေးဖြတ်လိုက်လဲ तू ကအနီးကပေါ်နေသေးရညီမလေးအ pre ပြန်တင်ရမှာ အဲ့ဆိုရင်အဲ့ဒါ delete ပဲလုပ်လိုက်တော့
ဘယ်အောင်လဲညီမဒီ delete လုပ်ထားလားညီမ delete လုပ် ဟုတ် ရတယ် delete လုပ်ထားလဲရတယ် restore ပြန်လုပ်ထားလဲရတယ် အဲ့အပီရတင်တာ အပြည့်ပြန်တင်ရမှာလေအဓိကတော့ ဟုတ်လားနောက်တော့လုပ်ပေးရမှာလား ဟယ်လို hello ဟုတ်ကဲ့ပြောပါကဲညီမလေးပြောပါ ဆီယမ်မိုင် Viber မှာပဲတင်နှန်းပြီးမှပဲဗီဒီယိုလေးလာယူလိုက်တော့မယ်ညီမလုံးဝ line ကထစ်နေတော့ဘာမှကြည့်လို့မရအောင်ဖြစ်နေလို့ ဟုတ်ကဲ့ညီမရတယ်နော်ညီမလေး ညီမလေးက ရမယ်နော် ဟုတ် ဟုတ်ကဲ့ပါဟုတ်ကဲ့ရရင် ဆိုတော့ line နေတော့မနေတော့ ဟုတ်ကဲ့ပါဟုတ်ကဲ့ နော် ဟုတ်ကဲ့ပါညီမလေး သမီးဆိုင်လို့ ဟုတ်ကဲ့ပါဟုတ်ကဲ့ညီမလေးရရင်နော် ဒီပါနော် ဟုတ်ကဲ့ညီမလေးဟုတ်ကဲ့ပါ လိုင်းရတိတ်မကောင်း ဟုတ်တယ် line ကြီးမကောင်းဖြစ်နေ ဒီ line တော်တော်အခြေအနေဆိုးနေရပဲ လေတွေတားတိုင်တယ် မနေ့ကတော့တော်တော်ကောင်းသေးတယ် line က သူကမိုးရွာနေလဲမိုးရွာမကောင်းမိုးရွာနေဒီလိုမျိုးဖြစ်နေကျွန်တော်ဒီမှာနောက်တစ်ခုကျတော့ကျွန်တော် light အကြောင်းပြောမယ် light အကြောင်းပြော light ဆိုတာကကျွန်တော် direct ထုံးလွှင့်လို့ရတယ် audience နဲ့ဆက်သွယ်လို့ရတယ်ယုံကြည်မှု engage တွေတိုးလာတယ်အဲ့မြန်မာ sorry ဒီမှာ site တာမှာမြန်မာ region မှာဆိုလို့ရှိရင်ကျွန်တော် live လွှင့်လို့မရသေးဘူးသူက follower 1000နဲ့အထက်ရှိရမယ်အကောင့်က session နှစ်ပြည့်ပြီးတဲ့ share session နှစ်ပြည့်ပြီးတဲ့သူဖြစ်ရ live လွှင့်မဲ့လူ live လွှင့်မဲ့သူဆိုရင်လေနော်ကျွန်တော်မြန်မာဒီလောကျွန်တော်မြန်မာနိုင်ငံကလေတော်တော်လေးတော့အခွင့်အရေးတော်တော်နည်းသေးတယ်တိရတော်တော်ဘာမှမရသေးဘူးနောက်တစ်ခုကျတော့ TikTok ကနေပြီးတော့ TikTok short အကြောင်းတော့နော် TikTok ကနေပြီးတော့ပစ္စည်းမှာမယ်ပစ္စည်းမှာယူတယ်နောက် तू က TikTok short ကငွေချေးလို့ရတဲ့အထိ sorry ငွေချေးလို့ရတဲ့အထိတောင်လုပ်လို့ရတယ်ရောင်းသူနဲ့ဝယ်သူရောင်းသူရဲ့ဝယ်သူရဲ့တင်ဆောင်သူရဲ့ပါဝင်တယ်ဆိုပြီးတော့ तू ကအလုံးမဘယ်လောက်ပါဝင်လာလဲဆို3ပါဝင်တာပေါ့နော်ရောင်းတဲ့သူရဲ့ဝယ်တဲ့သူရဲ့နော်ဝင်တဲ့သူရဲ့ဆိုပြီးအလုံးမပါဝင်တာပါဝင်တဲ့သူ3ခုရှိရပေါ့နော် TikTok shop ဖွင့်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမည်နောက် business name ရှိမယ်နောက်က NRC ဆိုတာကျွန်တော်တို့မှတ်ပုံနေပေါ့မှတ်ပုံနေရဲ့ bank account တွေနောက် production information တွေဒါတွေရှိနေရမယ်ဒါ TikTok shop ပေါ့နော် TikTok shop လုပ်မဲ့သူတွေကျွန်တော် content ရေးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်မှာကtarget customer 2 မျိုးရှိရတယ်ကျွန်တော် content တိစောက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော် target target customer တိစောက်မယ် target customer အုပ်စုဘယ်နှမျိုးရှိလဲဆိုရင်2မျိုးရှိတယ် niche ဆိုတာလိုအပ်ပြီးသား customer ရယ်နောက်က mass ဆိုတာစိတ်ဝင်စားမှုမရှိတဲ့ customer ရယ်အားလုံးပေါင်း customer 2မျိုးရှိတယ်အဲ့2မျိုးမှာမှကျွန်တော်ကိုဥပမာကျွန်တော်ကနေပြီးတော့ပစ္စည်းတစ်ခုကိုတင်လိုက်တယ်ကျွန်တော်ကိုလည်းတိနေရယ်ကျွန်တော်ကိုလည်းတိနေပြီအဲ့ဒီလူကနောက်ကျွန်တော်ရှိရလည်းပစ္စည်းဝယ်ပြီးပြီဒါဆိုလို့ရှိရင်ကျွန်တော်က niche ဆိုရဲလိုအပ်ပြီးသားအုပ်စုတွေကိုရောက်သွားပြီအဲ့ဒီလူကနောက် mass ဆိုတာကစိတ်ဝင်စားမှုမရှိသေးတဲ့အုပ်စုစိတ်ဝင်စားမှုမရှိသေးတဲ့အုပ်စုဆိုတာကသူကဘာလဲဆိုရင်ကိုတိလည်းမသိသေးဘူးကိုရဲ့ကိုကြော်ညာတဲ့အရာတွေလည်းသူကကြောသွားသူကစိတ်ဝင်စားသေးဘူးသူကဒီလိုအုပ်စု2ခုရှိတယ်အဲ့တော့ကျွန်တော်က content ရေးတဲ့အခါမှာကျွန်တော် content တွေဖန်တီးတဲ့အခါမှာဒီမှာ mass ဆိုတဲ့အုပ်စုကနေပြီးတော့ကျွန်တော် niche ဆိုတဲ့အုပ်စုမျိုးရအောင်ကျွန်တော်ဖန်တီးရမှာနော်ဒီမှာဆိုလို့ရှိရင်content ဖန်တီးတဲ့အခါမှာအုပ်စုဘယ်နှခုရှိလဲဆိုရင်အုပ်စုဒီမှာထပ်ပြီးတော့ပြန်ခွဲတယ်3ခုရှိရယ်စိတ်ဝင်စားတဲ့အုပ်စုရယ်စပြီးစိတ်ဝင်စားတဲ့အုပ်စုရယ်ဝယ်ဖို့အဆင်သင့်ဖြစ်နေတဲ့အုပ်စုရယ်အဲ့ဒီအုပ်စု2ခုကိုကျွန်တော်ဒီအုပ်စု niche တဲ့ကိုကျွန်တော်ရအောင်ဆွဲခေါ်အောင်စိတ်ဝင်စားတဲ့အုပ်စုကိုကျွန်တော်စိတ်ဝင်စားလောက်အောင်ကျွန်တော်ပြောပြီးရအောင်မယ်နောက်တစ်ခုစိတ်ဝင်စားနေဒါဆိုစပြီးစိတ်ဝင်စားရဲဆိုကျွန်တော်ဘယ်လိုလုပ်မလဲဝယ်လာအောင်ကျွန်တော်ပြောင်းအောင်နော်အဲ့တော့ဒီအုပ်စု2ခုကိုကျွန်တော်ဒီ niche ထဲကိုရအောင်သွားမယ်။ဒါဆိုကျွန်တော်ဒီသွားပြီးဒီ number C ထဲကိုပဲကျွန်တော်သွားရောင်းနေမယ်ဆိုအဆင်မပြေဘူး။ C ကအမြဲတမ်းကိုယ့်ရှိဝယ်နေမှာမဟုတ်ဘူး။ဥပမာproduct ဟိုမှာပေါ့ skin care တစ်ခု
ရောင်းနေဆိုပါကိုစင်ငယ်တစ်ခုဆိုလို့ရှိရင်ကျတော့မျက်နှာတစ်ရောင်းနေပေါ့ကိုကမျက်နှာတစ်စေးရောင်းလိုက်တယ်မျက်နှာတစ်စေးကသူက6လနေမှတစ်ခါလောက်ကုန်ပါလေ3လနေမှတစ်ခါလောက်ကုန်ပါကိုရှိကိုမြဲနေတိုင်းမိဝယ်မနေဘူးအဲ့တော့ကျတော့အဲ့ဒီလူကိုသွားပြီးတော့ focus မထားလို့မရဘူးကိုရှိအမြဲဝယ်နေတဲ့ customer ကိုအမြဲတော့ကျတော့ focus ထားလို့မရဘယ်သူ့ကို focus ထားမှာဆိုရင်ကျတို့စိတ်ဝင်စားတဲ့အုပ်စုနဲ့စပြီးစိတ်ဝင်စားတဲ့အုပ်စုစပြီးစိတ်ဝင်စားပြီဆိုရင်လည်းကျတို့ရှိဝယ်လောင်ကျတို့လောက်အောင်အဲ့တော့content ကျတို့ဖန်တီးမယ်ဆိုလို့ရှိရင်ဒီအုပ်စု3ခုရှိတယ်ဆိုတော့ကျတို့မမေ့ဘူးလိုအပ်မယ်နော်နောက်တစ်ခုကျတော့mass customer တွေကိုကျတို့က content တိစောက်တော့မယ်ဆိုလို့ရှိရင်ဒီ customer တွေအတွက်ကျတော့ကိုတိစောက်နေတဲ့လမ်းကြောင်းနဲ့သက်ဆိုင်တဲ့အရာတွေများများပေးမယ်နောက်ခုအများနဲ့ဆိုင်တဲ့ content တွေပေးမယ်အများနဲ့ဆိုင်တဲ့ content ဆိုတာကဘာကိုပြောတာလဲဆိုရင်များများပေးတယ်ပေါ့နော် sharing များများပေးတဲ့ content တွေလောက်အောင် sharing များများပေးတဲ့ content တွေလောက်အောင်နော်နောက်တစ်ခုကျတော့ niche customer ကျတော့ကိုယ့်ချီကိုလာဝယ်နေပြီအဲ့ဒီလူကကိုယ့်ချီကပစ္စည်းတွေကိုလည်းလာဝယ်နေပြီအဲ့ဒီလူဆိုရင်ဘလို့ content တွေဖန်တီးရမလဲဆိုရင်ပြဿနာဖြေရှင်းခြင်း content တွေပေးရမယ်နောက်ကနီလန်ပေးခြင်းတွေ content များများလုပ်ပေးရမယ်နောက်လှုပ်ဝက်ချက်တွေပြောပြတယ်နောက်ခုရလက်ရအောင်သင်ပေးတယ်ဒီ content တွေဖန်တီးရမယ်ဒါကဘယ်အုပ်စုအတွက်ဆိုလို့ရှိရင် niche customer အုပ်စုအတွက် mass customer အုပ်စုဆိုလို့ရှိရင်ကျတို့ဒီလို content တွေဖန်တီးရကိုတိစောက်နေတဲ့လမ်းကြောင်းနဲ့သက်ဆိုင်တဲ့ content တွေပေးမယ်နောက်အများနဲ့ဆိုင်တဲ့ content တွေပေးမယ်နော်ဟုတ်လို့ချေ ဟုတ် ဥပမာလေးပေးပါလားချေ ဥပမာလေးပြမယ်ဟုတ်ကဲ့ရှင်ကိုတိစောက်နေတဲ့လမ်းကြောင်းနဲ့သက်ဆိုင်တဲ့ content တွေဖန်တီးရဲဆိုတာကကျတို့ကဥပမာ skin care နဲ့ပတ်သက်တဲ့skin care ရောင်းနေဆိုပါစို့ skin care ရောင်းနေဆိုလို့ရှိရင်ကိုကဒီ skin care နဲ့ပတ်သက်တဲ့ဆိုcontent တွေများများလုပ်ပေးရမယ်နောက်ခုအများနဲ့ဆိုင်တဲ့ content ဆိုတော့ကျတို့ကဘယ်လိုလုပ်ပေးမလဲဆိုရင်ဟိုပေါ့ knowledge ပေးတဲ့ content ပေါ့အသားရည်ကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ content တွေဒါမျိုးများများလုပ်ပေးရမယ်ဒါကအများဆိုတဲ့အတွက်ကြောင့်ကျတို့ကလွှမ်းခြုံတဲ့ content တွေပေါ့နော်အများနဲ့ဆိုင်တဲ့ content တွေလုပ်ပေးရမယ်ဒီပြဿနာဖြေရှင်းခြင်းကျတော့အသားတပတ်အတွင်းမှာအသားရည်ကြည့်အောင်ဘယ်လိုလုပ်ရမလဲနီလန်းပေးတာကျတော့ဒါနီလန်းပေးတာဆိုတော့ဒီလိုပဲကျတို့အသားဒီပေါ့တပတ်အတွင်းမှာအသားရည်ကြည့်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်နီလန်းနေပေါ့နော်လျှို့ဝှက်ချက်ပြောပြမယ်တပတ်အတွင်းမှာအသားဖြူအောင်ဘယ်လိုလုပ်ရမလဲဆိုရင်လျှို့ဝှက်ချက်ကိုပြောပြမယ်နောက်ရလက်ကောင်းတွေသင်ပေးမယ်ဒီတပတ်အတွင်းမှာမှဒီကိုကအသားဖြူအောင်လုပ်လိုက်တဲ့ခါမှာဒီလိုရလက်တွေရတယ်ဆိုတဲ့ content တွေများများလုပ်ပေးရမယ်အဲ့ဒါကိုပြောတာပေါ့နော်ရှင်းနေတော့ပေါ့နားလည်တော့မှာပါရှေ့မှာလာမယ် ဟုတ်ကဲ့ပါရှင် TikTok ကကြိုက်တဲ့content ဖွဲ့စည်းပုံ၄မျိုးရှိတယ်အဲ့ဒါဘာလဲဆိုရင် entertainment နောက်တစ်ခုကျတော့စိတ်ခွန်အားပေးတာနောက်ဆွဲဆောင်မှုရှိတာနောက်တစ်ခုကျတော့ educated ဆိုတာအသိပညာပေးတာပေါ့နောက်အခုနောက်ပိုင်းဆိုလို့ရှိရင်ကျတို့ content တွေဖန်တီးတဲ့နေရာမှာ entertainment content တွေတော်တော်များတယ်ဥပမာမဲအီတို့နောက်သူလဲနောက်တစ်ယောက်ရှိသေးတယ်လေဟာတာတွေလောက်တာမနှင်းလို့ဆိုလို့ရှိရင်နောက်ခုနောက်ပိုင်းသူကပစ္စည်းတစ်ခုကိုကြော်ညာတော့ပြီဆိုရင်ကြော်ညာတော့မယ်ဆိုရင်သူဗီဒီယို short video အတူလေးတွေလုပ်တယ် short video အတူလေးကြီးကျမှလူတွေကသူတို့ရဲ့ဇလန်းလေးကိုဝင်ကြည့်ရင်းနဲ့မှစီးမျောသွားရင်တော့သူတို့နောက်ပိုင်းကျမှသူတို့ကြော်ညာထည့်တာလေအဲ့လိုပုံစံမျိုး entertainment နဲ့သွားကိုယ်လည်းအဲ့လိုမျိုး entertainment နဲ့သွားနိုင်ရဥမာကို့မှာအလုပ်သမားလေးရှိရမလားအလုပ်သမားရှိအဲ့အလုပ်သမားကြီးနဲ့ချေလို့ကြော်ညာလို့ရအခုနောက်ပိုင်းတော်တော်များများစီးပွားရေးလုပ်ငန်းရှင်တွေတော်တော်များများကဒီကိုလုပ်ငန်းထဲမှာရှိရဲ့ဒီအလုပ်ကလေးတွေပေါ့ကလေးတွေနဲ့ချေလို့ဇလန်းတို့လေးရိုက်ပြီးတင်လာတယ်လူတွေကအဲ့ဇလန်းလေးကိုကြည့်ရင်သူတို့ကကြော်ညာပါဆက်ကြည့်သွားတာပေါ့နော်အဲ့တော့ entertainment တွေလုပ်တယ်နောက်တစ်ခုကျ inspire စိတ်ခွန်အားပေးတာပေါ့စိတ်ခွန်အားပေးတာဆိုလို့ရှိရင်အမျိုးသမီးတွေနဲ့စိတ်ခွန်အားပေးတဲ့ချေတို့ content တွေများများလုပ်ရမှာပေါ့နော်ဒီအသက်30ကျော်တဲ့မိန်းအမျိုးသမီးတယောက်ရဲ့စိတ်ခံစားချက်တို့နောက်တစ်ခုကျတော့အောင်မြင်တဲ့အမျိုးသမီးတယောက်ရဲ့စိတ်ခံစားချက်တွေဒါအဲ့လိုမျိုးစိတ်ခွန်အားပေးတဲ့ content တွေများများလုပ်ရမယ်နောက်တစ်ခုကျတော့ content မှာဆွဲဆောင်မှုရှိတဲ့ content တွေဖြစ်နေရမယ်ဘယ်လိုပြောရမလဲဆွဲဆောင်မှုရှိတဲ့ content ဆိုရင်
တစ်လအတွင်းမှာ10ပေါင်ကြအောင်ဝိတ်ချနီးဒါဆိုလို့ရှိရင်ဆွဲဆောင်မှုရှိရတယ်တစ်လအတွင်းမှာ sorry 10ရက်အတွင်းမှာ10ပေါင်ကြအောင်ဝိတ်ဘယ်လိုချရမလဲဆိုရယ်နီလန်းဒီလာပြောတာဒါဆိုလို့ရှိရင် तू ဆွဲဆောင်မှုရှိရလေဆွဲဆောင်မှုဘာကြောင့်ရှိရလဲဆို